တော်ရနိုင်မှာကောင်းလာတဲ့တွေးအကြောင်းပြောရတဲ့စကားတွေပေါ့နော်ဗီဒီယိုပေါ့နော်အဲတော့အခုချိန်မှာကျွန်တော်တို့လုံးခန်းစားနေရတာတော့အထီးကျန်ချင်းဆိုရရပါပဲတယောက်တည်းနေရတဲ့သူတွေတော်တော်များများတော့ဖြစ်ဖို့မဲ့လို့ထင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့တငယ်ချင်းတွေနဲ့အလံဝေးသွားတယ်ပါပဲပေါ့နော်အခုချိန်မှာတော့ကျွန်တော်ညီမကိုစခဲ့ရရပြီးရင်သူမကြိုက်တဲ့ຢာတွေကိုစခဲ့ရတယ်ကျွန်တော်တငယ်ချင်းတွေပြင်သွားသူအိမ်ဒီမှာဘောလုံးစားတူလူစားပြီးတော့သူအိတ်ခဲတဲ့ຢာတွေကအခုကျွန်တော်ညဘက်ရောက်တာအများတန်းကျန်တွေးမိနေတဲ့ຢာတွေလို့ပြောရင်တော့မှန်ပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာအရင်တကယ်ချင်းဆိုလို့သူတို့ပဲရှိရဗျာဆိုတော့ကသူတို့နဲ့ပဲအချိန်ကုန်ပုံများတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကျွန်တော်မိဘတွေပြောခဲ့တယ်မင်းဟိုရောက်လို့ရှိရင် game ဆုံးမနေနဲ့ဘာညာရလဲအခုချိန်မှာလူမျိုးတွေကဖြစ်ဖို့အတွက်အလားအလာမရှိတော့လို့ထင်တယ်ဗျာဘာဖြစ်လဲဆိုတော့ကျွန်တော် game ဆိုတာရေကိုတော်တော်လေးညှို့နေခဲ့ပါပြီ game ဆော့ခြင်းစိတ်ကိုလည်းမရှိတော့ပါဘူးဆိုတော့အဲ့တော့ game ဆော့ပြတော့လည်းပါမယ်လို့ထင်ပါတယ်နည်းတယောက်လေးဖြစ်လာတဲ့အကြောင်းရင်းပေါ့ပြီးလို့ရှိရင်စိတ်ဆိုးစိတ်ကောင်းမရှိဘဲနဲ့သူတို့ရဲ့ငယ်ဆုံးငယ်ချင်းလေးကိုလီလောက်ခွင့်ပေးခဲ့တာတွေရောကျွန်တော်ရဲ့ decision တွေတိုင်းတချို့ຢာတွေမှာလိုက်လုပ်ပေးခဲ့တဲ့ຢာတွေတော့သူတို့ကအများကြီးကျေးဇူးတင်တယ်ပေါ့နော်ကျွန်တော်တကယ်ချင်းတွေကိုနောက်တစ်ခုကတော့နောက်ပြီးချင်းချမှုကြောင့်လို့ထင်တယ်ဗျာကျွန်တော်စီမှာတခုလိုအနေလို့ခံစားရတယ်ဗျာဘာလဲဆိုတော့ကျွန်တော်လည်းမသိသလိုကျွန်တော်လည်းအဖြစ်ရရှိဖို့ကြိုးစားပေမဲ့လည်းအခုတတိယမတက်သေးဘူးပေါ့နော်ရှထားစီဖြစ်သွားပထမရကျင်းစော့အရာရလို့လုံးနေပေမဲ့လည်းအရာဘာလဲဆိုတော့ကျွန်တော်ပြေရှာလို့မရသေးပါဘူးဒါပေမဲ့အဲ့ရတော့တစ်ချိန်မှာတော့ပြေရှာနိုင်တော့လိမ့်မယ်လို့ထင်ပါတယ်ပြေရှာနိုင်အောင်လည်းကျွန်တော်အခုချိန်ထိတော့ကြိုးစားနေပါတယ်ပြီးတော့ကျွန်တော်ဒီထိုင်ရောက်တာကျွန်တော်ပတ်လောက်ရှိပြီပေါ့နော်ဆိုတော့နှစ်ပတ်ရှိတဲ့အချိန်မှာကျွန်တော်သိလိုက်ရတာတော့ကျွန်တော်နေခဲ့တဲ့ကျွန်တော်ကြီးပင်းခဲ့တဲ့အရာတခုနဲ့တော့အရင်ကြီးမဟုတ်ရင်တော့ဗျာ lifestyle ကတော့တော်တော်လေးကိုပြချင်တာဗျာဘာလို့လဲဆိုတော့တယောက်တည်းနေရလို့ရောက်လို့ထင်တယ်ဗျာဘာလို့လဲဆိုတော့လူကအရင် consistent ပြောင်းနေရတယ်ဗျာ consistency ရှိမှပဲဒီလိုမျိုးမှာရည်ရှိနေနိုင်မယ်လို့တော့ထင်တယ်ဗျာကျွန်တော်အဲ့လိုတွေးမိရပါတော့နောက်တစ်ခုကကျွန်တော်အခုလိုဒီလိုနိုင်ငံမှာဗျာလာပြီးတော့ဒီလိုနိုင်ငံဆိုတာလေဒီနိုင်ငံမှာနိုင်ငံတစ်ခုမှာအဲ့လိုမျိုးနေအောင်ဆိုတာတော့အခုခေတ်ပဲပတ်သက်လာတော့လွယ်ကူရလို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီလိုရအောင်လုပ်ပြီးခဲ့တဲ့ကျွန်တော်ရောကျွန်တော်အရင်မိပါတယ်တော်တွေပို့ဖွားတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဆိုတော့ဒါတော့ကျေးဇူးတင်စရာကြီးနေပါကျွန်တော်ပြောပြီးသွားတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်2016 plan နေတဲ့တခုအနေနဲ့ကျွန်တော် YouTube မှာ daily vlog တင်နိုင်အောင်ကြိုးစားပါမယ် daily vlog မတင်နိုင်တဲ့အကြောင်းရင်းနေတဲ့တခုကကျွန်တော်အရင် insecure ဖြစ်လို့ပေါ့နော် insecure ကကျွန်တော် confidence မရှိဘူးပေါ့နော် YouTube မှာတင်ဖို့ဒါပေမဲ့ကျွန်တော်မရိုက်ထားတဲ့ vlog တွေရှိတယ်ဒါပေမဲ့အရင်တူလုံးနေရရဲ့ပြီးကျွန်တော်ရဲ့ logo confidence မရှိတဲ့အကြောင်းကျွန်တော်တင်ရှင်းတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့အရာတွေကိုတခါတွင်းမှာပြောင်းပြတော့ကျွန်တော်ကြိုးစားပါမယ်တော့ပဲရှိပါတယ်ဆိုတော့ဒါတော့ကျွန်တော်ရဲ့နှစ်တမှာပမောလုံးလုပ်နေတဲ့အရာပေါ့နော်နောက်ပြီးတော့တစ်ဖက်နေကြောင်းတက်ရအောင်မယ်ဆိုတော့ချားတဲ့အရာတွေလည်းကျွန်တော်ရိုက်ဖို့တော့ကျွန်တော်ကြိုးစားချင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ပမောလုံးချန်နယ်ရဖြစ်လာမှာဆိုတဲ့အတွက်ကြောင့်အများကြီးတော့မလုပ်နိုင်သေးဘူးဗျဒါပေမဲ့ကျွန်တော်သားကြဝိုင်းအခုချိန်မှာတော့ကျွန်တော်ရဲ့ပုံဝင်ချင်း improvement နဲ့တော့နေငယ်တော့သားကြလာပြီဗျဒါပေမဲ့လည်းကြောင်ရတဲ့ကျွန်တော်ချင်းဆက်ဆံမဲ့ရာတော့ဒီထက်ပိုပြီးသားကြအောင်တော့လုပ်ဖို့လိုအပ်နေတယ်လို့ထင်တယ်ဗျာဆိုတော့ဒီရာအားလုံးကကျွန်တော်ခေါင်းထဲမှာထွက်လာတဲ့ရာတွေပဲကျွန်တော်ပြောလိုက်တဲ့ဖြစ်တဲ့ကြောင့်နည်းနည်းဒီမှာတော့ပုံလို့လာတော့နည်းနည်းလိုရင်လိုသွားနိုင်တယ်ဗျာဒါပေမဲ့လည်းဒီနောက်ထိနားထောင်ပေးရမယ်ကျွန်တော်ကျေးဇူးများကြီးတင်ပါပြီဆိုတော့ဒီဗီဒီယိုကကျွန်တော်ရဲ့ channel တော့ပထမဆုံးဗီဒီယိုဖြစ်မှာလို့ထင်ပါတယ်ဆိုတော့2016မှာကျွန်တော် YouTube တခြားလုပ်ပါမယ်ဒါကျွန်တော်ရဲ့ဒီနှစ်တော့ကိုပါဆိုတော့အားလုံးပဲပြောစမ်းနေတော့ပါ